ခေါင်းစဉ်ကိုအသက်ရှင်ခြင်းတို့ဆိုပြီးမှခေါင်းစဉ်ကိုရွေးချယ်ထားပါတယ်အသက်ရှင်ခြင်းတို့ရောက်ရှိနိုင်ဖို့ရန်အတွက်ဘာတွေလိုအပ်တယ်ဘယ်လိုမျိုးသွားရင်ကောင်းမလဲဆိုတာကျွန်တော်တို့တတ်နိုင်တယ်လားမတတ်နိုင်ဘူးလားဆိုတဲ့အပိုင်းတွေစဉ်းစားဆင်ခြင်နိုင်ဖို့ရန်အတွက်ရွေးချယ်ထားခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဒီကြမ်းချက်အကြောင်းကိုဒီနေ့ဆရာတော်ကြီးပြောသွားပြီးဖြစ်တဲ့အတွက်အများကြီးတော့မပြောတော့ပါဘူးဒီကြမ်းချက်လာဇရုနဲ့မောင်နှမများတခင်ယေရှုခရစ်တော်အင်မတန်မှယဉ်နီးတဲ့မိသားစုပေါ့ကွယ်သူတို့နဲ့အထူးသဖြင့်ဒီမာတနဲ့ပြောတဲ့စကားထဲကစကလုံးတစ်လုံးဖြစ်လာတယ်ဆိုတာကိုဒီဒေသနာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရှိပြီးဖြစ်ပါတယ်ဆိုတော့ဒီကြမ်းချက်မှာအဓိကကျွန်တော်တို့ခံယူပြီးမှဆင်ခြင်နိုင်ဖို့ရန်အတွက်ကသခင်ယေရှုဒီအကောင်းဆုံးသောစကလုံးတစ်လုံးကိုထုတ်သုံးလိုက်တဲ့ပိုင်းတွေ့ရတယ်ဒါကဘာလဲဆိုရင်တင်ယုံသလားဆိုတဲ့စကားပါပဲဒီမှာကျွန်တော်တို့ဖော်ပြထားတယ်ငါစကားကိုယုံသလားဟုမေးတော်မူလင်အဓိကကဒီအချက်ကိုကျွန်တော်တို့ဆင်ခြင်ဖို့ရန်အတွက်ဖြစ်တယ်အသက်ရှင်ခြင်းတို့ရောက်ရှိနိုင်ဖို့ရန်အတွက်ကဘာတွေလှုပ်သွားတယ်ဘာတွေလှုပ်သွားတယ်ဒါတွေလှုပ်သွားတယ်အင်မတန်မှကြီးကျယ်အရာတွေဖော်ပြနိုင်တယ်လှုပ်နိုင်တယ်ဥပမာ prophet ပြောနိုင်တယ်ဘာညာကွက်တယ်အများကြီးရှိကောင်းရှိမယ်သို့တော်ညာလဲအဲ့ဒီအရာတစ်ခုချင်းစီကအရေးကြီးသလားဒါမှမဟုတ်ယုံကြည်ခြင်းဆိုတဲ့အရာကအရေးကြီးသလားဆိုတဲ့သဘောကိုဖော်ပြခြင်းဖြစ်တယ်အခါကျတော့ယေရှုကပြောတာယုံသလားလာဇရုကြီးတည်သွားတာ၄ရက်ရှိပြီဟိုအနတ်တော်ထွက်နေပြီဒီတယောက်ပြန်ရှင်လာမယ်လို့ယုံသလားဆိုလိုတာကလူယုံကြည်တော့ကျွန်တော်ငါ့ကိုယုံကြည်တဲ့ဘုရားသခင်ယေရှုခရစ်တော်ကိုယုံကြည်တော်သူထာဝရအဖဘုရားကိုယုံကြည်တော်သူဒီဘယ်တော့မှမတည်ဘူးလို့ပြောတဲ့စကားကိုခင်ဗျားယုံတယ်လားယနေ့ကျွန်တော်တို့ရှေ့မှာပြောရင်တော့ဘာယုံစရာအကြောင်းမှမရှိတာလူတွေအားလုံးတည်ပြနေတဲ့ဟာကြီးကိုခင်ဗျားလည်းတည်တယ်ကျွန်တော်လည်းတည်မယ်မနှက်ဖြန်လည်းတည်မယ်တစ်ပတ်ခါလည်းတည်မယ်တည်တဲ့မနေ့ကကျွန်တော်တို့ဟိုမှာတော်သွေးပြရဲ့ဇာပနအခမ်းအနားကိုသွားတယ်ဟာလားများလိုက်တဲ့လူတွေတာတော်မှတေးသေးလေးဇာပနအခမ်းအနားပဲရှိတယ်တယောက်ပြီးတယောက်ကျွန်တော်တို့စောင့်လိုက်ရတာသူတို့ကြည်ဒီအဖွဲ့ပြီးဟောအဖွဲ့အားလားစုံတယ်လားတရက်ကိုဘယ်နှယောက်များတည်ကြတယ်လဲမသိဘူးအဲ့ဒီထဲမှာကျွန်တော်တို့လည်းပါနိုင်တာပေါ့နော်ဆိုလိုတာကကျွန်တော်တို့ကဒီအရာတွေအားလုံးကိုဆင်ခြင်နိုင်ပြီးမှတည်ခြင်းတရားကိုဘယ်လိုအောင်နိုင်တယ်လဲတည်ခြင်းတရားကိုကြော်လွှားပြီးမှဖျားရှေ့မှာထာဝရအသက်ရှင်ခြင်းဆိုတဲ့အရာကိုရရှိဖို့အတွက်ကဘယ်လိုလုပ်ရင်ကောင်းမလဲကျွန်တော်တို့ခင်ဗျာကျွန်တော်ကိုယုံရင်ကျွန်တော်အသက်ရှင်အောင်ခင်ဗျာလှုပ်ပေးနိုင်တယ်ဆိုတဲ့သခင်ယေရှုရဲ့စကားကိုရောယုံသလားဆိုတာကိုလေးလေးနက်နက်ဆင်ခြင်နိုင်ဖို့ရန်အတွက်ဖြစ်တယ်ဆိုပြီးမှကျွန်တော်အနေနဲ့အဲ့လိုခံယူမိပါပြီးတော့ခုနကျွန်တော်တို့ပြောသလိုသခင်ယေရှုခရစ်တော်ကငါစကားကိုယုံသလားဟုမေးတယ်မာသဘာပြန်ပြောတယ်လဲဟုတ်ကဲ့လို့မပြောဘူးဒီအမျိုးသမီးလည်းတစ်မျိုးဟုတ်ကဲ့ကိုရောဟိုယုံကြည်ကျွန်တော်တကယ်အသက်ရှင်မယ်လို့မျိုးလင့်တယ်လို့မပြောဘူး तू ကဝင်းလေကြောင်ဘတ်နဲ့ဖြေလိုက်တာဘာပြောလဲထာဝရဘုရားသခင်လုပ်တယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်လာမှာပေါ့ဥပမာအဲ့ဒီသဘောမျိုးနဲ့ဖြေတာမာတဆိုတော့အဲ့ဒီမာတအဲ့လိုပြောတဲ့အတွက်နင်တိတ်မယုံကြည်သေးဘူးပဲကဲလာဇရုရဲ့ထွက်လာတော့ဆိုဖော်ပြလိုက်တဲ့အခါမှာဒါကဘာနဲ့တော့တူတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်မှုကဟောတလို့ကလည်းကျွန်တော်တစ်ခေါက်ပြောပြီးပြီသောမရဲ့ယုံကြည်မှုမျိုးနဲ့တော့တူတယ်ကိုယ့်စီမှာထိလိုက်မှပဲဟုတ်လားမန္တာပဲဆိုတဲ့ယုံကြည်မှုမျိုးနဲ့ထာဝရအသက်ရှင်နိုင်ဖို့ရအတွက်မလွယ်ဘူးဆိုတာကိုဖော်ပြခြင်းဖြစ်တယ်ဒီတော့ဒီစကားကိုယေရှုခရစ်တော်ကအခုမှပြောတာလည်းမဟုတ်ပါဘူးဘယ်အချိန်ဘယ်ဘဝကလေးနေပြောတယ်လဲဆိုရင်ဒီတိမောသေဒုတိယအဆောင်မှာရှင်ဘောလူတက်တယ်ခံထားတဲ့အပိုင်းရှိတယ်ဒီအရာကဘယ်ကနေစဟိုးရှေးကနီကိုယ်ကလေးနေဖြစ်လာတယ်အဲ့ဒါရှင်ဘောလူကဒီယောမဩဝါဒမှာလည်းပေါ်ပြတယ်အဲ့ဒါကအခုမှဖြစ်လာတော့မဟုတ်ဘူးဟိုးရှေးကလေးတွေပွဲကလေးနေစီစဉ်ပြီးရှေးမဆွကလေးကနေလို့ပေါ်ပြတယ်ရှေးမဆွကလေးကနေဖြစ်နေတဲ့အရာကိုယနေ့အချိန်ထိကျွန်တော်တို့ကမယုံတယ်လို့ဆိုတဲ့သဘောကိုဖော်ပြခြင်းဖြစ်ယေရှုခရစ်တော်ကိုထာဝရဘုရားကိုယုံကြည်တယ်တကယ်အသက်ရှင်မယ်ဆိုတဲ့စကားကိုဘယ်လိုနဲ့မှမယုံကြည်နိုင်တဲ့အခါတော့ဒီမှာတခါယေရှုခရစ်တော်ကပြန်လေပြီးမှမေခွန်းထုတ်ရတဲ့သဘောတရားဖြစ်တယ်ဆိုတာတွေ့ရဒါ
ဒါကြောင့်ကျွန်တော်တို့ရှေးရခင်ကလေးနေရှေးမဆွကလေးနေဒီအရာတွေယုံကြည်သောသူအရောက်စီတိုင်းဒီဘယ်တော့မှတည်ခြင်းတရားမရှိပဲထာဝရအသက်ရှင်နေဆိုတဲ့စကားကိုအခုခုနပြောသူယေရှုခရစ်တော်ကတက်တဲ့ခံဖော်ပြတဲ့ကဲ့သို့အိုးရှေးကလေးနေအထူးသဖြင့်ဒါဝိတို့ရှောလမုန်မင်းကြီးတို့အစရှိသောလူပုဂ္ဂိုလ်တွေကဒီစကားကိုခဏသူတို့ပြောခဲ့တယ်ဥပမာဆိုဒီတုတ်တန်ကျမ်းအခန်းကြီး16မှာလာမသိဘူးဟုတ်တယ်ထာဝရဖခင်လူတွေကဆိုတဲ့စဉ်းစားတယ်ကျွန်တော်ကမနေ့ပြန်ပေးကိုသွားမယ်ဟိုကိုလုပ်မယ်ဒီဥစ္စာကိုင်မယ်ဒီအရာကိုကျွန်တော်ဖော်ပြမယ်ဒါကိုကျွန်တော်မှတ်မယ်ထမ်းမယ်ဆိုပြီးမှကျွန်တော်တို့ကစစ်ကူးရင်တာဖြစ်တယ်ဒါပေမဲ့တကယ်အဲ့ဒီစစ်ကူးရင်တဲ့အရာတစ်ခုချင်းစီကိုဖော်ပြသွားတာကလှုပ်ဆောင်သွားတဲ့ကျွန်တော်တို့ရဲ့အခြေကိုကြွဖို့ရန်အတွက်ကျွန်တော်တို့အခြေအရှိကိုတော်၎င်းဘေးကိုတော်၎င်းရွိလာဖို့ရန်အတွက်အရာခတ်တင်တို့တွေထာဝရပြုတော်ထာဝရဘုရားသခင်ပြုတော်အရာဖြစ်တယ်အဲ့ဒီစကားလဲထာဝရအသက်ရှင်ခြင်းနဲ့သက်ဆိုင်တဲ့စကားဆိုတော့ဆိုလိုတာကအသက်ရှင်ခြင်းတို့ရောက်ရှိနိုင်ဖို့ရန်အတွက်ဘုရားသခင်ရဲ့အလိုတော်တနည်းတစ်ပုံပြောမယ်ဆိုရင်ဘုရားရဲ့အလိုတော်နောက်ကိုကျွန်တော်တို့လိုက်နိုင်မှတာလေခုနပြောတဲ့မေကွန်းယေရှုခရစ်တော်ထုတ်ထားတဲ့မေကွန်းကိုယုံသလားဆိုရင်ယုံတယ်ဘာဟိုအကြောင်းကိုဒီလိုလုပ်ကြည့်မလဲကျွန်တော်ရှာကြည့်လိုက်မလဲစဉ်းစားကြည့်လိုက်အောင်မလဲကြင်ကြည့်လိုက်အောင်မလဲဘယ်တော့မှအဲ့ဒီပြောစရာအကြောင်းမဟုတ်ဘူးယုံသလားဆိုရင်ယုံတယ်ဆိုတဲ့ဝန်ခံမှုလိုအပ်တယ်ဆိုတဲ့သဘောကိုယနေ့ကျွန်တော်ကျမတို့ခွန်အားယူဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်အခုဒီထဲမှာရှင်လောကခရစ်ဝင်ကျမ်း20 40မှာဒီမှာရေးထားတာမှားတယ်ကျမ်းချက်ကတော့မှန်တယ်ဒါပေမဲ့ရေးထားတဲ့ဇာတာကမှားတယ်ယေရှုခရစ်တော်ဖော်ပြတဲ့စကားကျွန်တော်တို့ခုနပြောတဲ့ဒီထာဝရအသက်ရှင်ခြင်းတို့ရောက်ဖို့အရာအတွက်ကသူ့ဖာသူအလိုလိုဖြစ်လာတဲ့အရာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ဒီမှာဆင်ခြင်နိုင်ဖို့အရာအတွက်ထာဝရဘုရားသခင်ယေရှုခရစ်တော်သူ့ရဲ့ကြော်ဖြတ်ခဲ့တဲ့အရာထာဝရအသက်ရှင်ခြင်းတို့ရောက်ရှိနိုင်ဖို့အရာအတွက်ကျွန်တော်တို့ဖာကျွန်တော်တို့ကြိုးစားအားထုတ်ခြင်းအပြည့်မဟုတ်ပဲယေရှုခရစ်တော်ဒီဖြစ်နိုင်တော့ဒီခွက်ဖလားကြီးကိုကြော်ပြီးမှအရာကိုအုံဖွဆိုတဲ့အရာနဲ့ဖြစ်စေခြင်းတဲ့သဘောတွေရှိခဲ့တယ်တို့တော်ညာလည်းဒီမှာဖခင်ရဲ့အလိုတော်အဖရဲ့အလိုတော်ယေရှုခရစ်တော်တောင်အဖရဲ့အလိုတော်လိုက်ပြီးမှလောကီလူသားတွေကိုကယ်တင်တဲ့အမှုပြုတယ်ဆိုတော့အခုကဲတို့ဖော်ပြတဲ့ယေရှုခရစ်တော်ကိုယုံကြည်သောကျွန်တော်ကျမတို့အရောက်စီတိုင်းလဲဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံဖို့မတင့်လျော်ဘူးလားဆိုတဲ့မေကွန်းကိုကျွန်တော်ကျမတို့ဆင်ခြင်ဖို့ရန်အတွက်ဖြစ်တယ်ဒီတော့ကျွန်တော်ကျမတို့အရောက်စီတိုင်းတွေလဲဒီနေ့ Easter Sunday ရောက်တိုင်းရှင်ပြန်ထမြောက်ခြင်းနဲ့သက်ဆိုင်တဲ့အရာကျွန်တော်တို့ခဏပြောတယ်ဥပမာဒီအတုပနေရာမှာတွေလဲကျွန်တော်တို့ဒါမျိုးတွေခဏဟောတယ်သို့တော်ညာလဲကျွန်တော်တို့ကဘယ်တော့မှဝန်ခံခြင်းကမျိုးလင့်တဲ့မျိုးလင့်တလောက်ဖြစ်မလားကျွန်တော်တို့တွေကအဲကြောင့်ကျွန်တော်ဒီမှာခဏပြောဖြစ်တဲ့စကားမယုံကြည်သူခရိယာများဒီတာဖြစ်နေတဲ့အခါကျတော့ထာဝရအသက်တို့ရောက်ရှိနိုင်ဖို့ရအတွက်အင်မတန်မှမျိုးလင့်ချက်နေတဲ့သဘောတရားတွေဖြစ်လာနိုင်တယ်ဒါကြောင့်ယုံသလားယုံတယ်ဆိုတဲ့စကားကိုရေးဝင့်ကျွန်တော်တို့ကဖော်ပြနိုင်မှတာလင်ဝန်ခံနိုင်မှတာလင်ထာဝရအသက်တို့ရောက်ရှိမှဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့သိရမှာဖြစ်တယ်ဒါဆိုရင်တနည်းတစ်ပုံအားဖြင့်ကျွန်တော်တို့တတ်နိုင်တဲ့အရာပေါ့နော်မတတ်နိုင်တဲ့အရာကိုတော့ဘုရားကျွန်တော်တို့ကမခိုင်းအခါကျတော့တတ်နိုင်တဲ့အရာတွေကဘာလဲခုနကတော့ကျမတို့ဖတ်ပြီးသွားပြီးဖြစ်တဲ့အတုံ့ပြန်ထင်မှာတော်တော်များများပါတယ်ဘယ်လိုလုပ်တင်တယ်ချစ်ချင်းမြတ်တာနဲ့တိုင်းစေဘယ်လိုကိုကခရိယန်သူအနေနဲ့အသက်ရှင်တဲ့အခါမှာကျလိုမျိုးcharacter တွေနဲ့ဖော်ပြရမယ်ဘယ်လိုလမ်းညွှန်ရမယ်ဘယ်လိုအသက်ရှင်ရမယ်ဆိုတဲ့အကြောင်းဒီမှာတော်တော်များများဖော်ပြပြီးကျမတို့လည်းဖတ်ပြီးဖြစ်ပါတယ်ဒီတော့ဒီအရာတွေကိုကျွန်တော်တို့ကအခုမှပြောတာမဟုတ်ထာဝရအမြင်ပြောနေတဲ့အရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြောတဲ့အခါမှာသတိရတယ်မပြောတဲ့အခါမှာမေ့သွားတယ်ဆိုတော့ကျွန်တော်တို့ကယုံသလားဆိုရင်ယုံတယ်ဆိုတဲ့စကားကိုလည်းတစ်ခါကျရင်လွယ်လင့်တကူဖြေတကိတို့ဖြစ်သွားတဲ့သဘောတရားလည်းဖြစ်နိုင်တယ်ဒီတော့ကျွန်တော်ကျမတို့လုံနိုင်တဲ့အရာလေးတော့တတ်နိုင်တဲ့လောက်ကြိုးစားလိုက်လျှောက်မယ်ဆိုရင်တကယ်ပဲထာဝရအသက်ရှင်ခြင်းတို့ကျွန်တော်အောင်မြင်စွာရောက်ရှိသွားမှာဖြစ်ပါတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဝန်ခံမှုဒီအလဟတတော်ဝန်ခံမှုများဖြစ်သွားနိုင်တယ်ဒါကြောင့်အဲ့လိုမျိုးမဖြစ်ရလေအောင်ဖြောင့်မတ်ခြင်းတရား၌ဝန်ခံသောစိတ်နှလုံးဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့ကဝန်ခံမယ်ဆိုရင်ဘယ်တော့မှတေဘေးမရောက်ဘူးဘ
တုတ်တန်ဆရာအဲ့လိုဖော်ပြထားတာတွေ့ရဘယ်တော့မှတေဘေးမရောက်တေဘေးမရှိဘူးအသက်ချမ်းသာခြင်းဆိုတဲ့လမ်းပေါ်မှာကျွန်တော်တို့ကဝင့်ကြွားစွာနဲ့ဘုရားရဲ့ရှေ့တော်မောက်မှာကျွန်တော်တို့ကရှောက်လန်းနိုင်မှာဖြစ်ပါတယ်ဆိုတဲ့သဘောကိုကျွန်တော်ကျမတို့ဆင်ခြင်နိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ဓမ္မညီကိုများယုံကြည်သူတာသမီအရောက်စီတိုင်းရဲ့ကျွန်တော်ယုံကြည်ပါတယ်ဆိုတဲ့စကားဟာတကယ်နှလုံးသားထဲကထိလိုက်မှာပဲလက်နာမျိုးမဟုတ်ပဲနဲ့အစင်တစိုက်ကျွန်တော်ကျင့်သုံးရကျင့်ဆောင်ရမယ်ဝန်ခံရမယ်ယုံကြည်ခြင်းမူအဖြစ်ဖြစ်ရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုစဉ်းစားဆင်ခြင်ရင်းနဲ့အနာဂတ်မှာအသက်ရှင်လမ်းတို့ထာဝရအသက်ရှင်ခြင်းတို့ရောက်ရှိနိုင်သောလမ်းပေါ်မှာအတူကခွန်အားယူရင်းလျှောက်ကြပါစို့လို့ခေါ်ပေးရင်နေကုန်းချုပ်ပါတယ်ယုံကြည်စုနာခံသူအယောက်စီတိုင်းပေါ်ပြရှင်ကောင်းကြီးပေးပါစေလို့